မြန်မာတွေထွက်သွားထိုင်းနိုင်ငံမှာဒီအဖွဲကမြန်မာလူမျိုးတွေအကုန်လုံးပြန်ခိုင်းတာမြန်မာနိုင်ငံကိုပြန်ခိုင်းတာနော်ထိုင်းနိုင်ငံကထွက်သွားဒါပေမဲ့ဟုတ်လို့လားဒီအောက်ကဘောငိုတနေရ Facebook မှာတင်တာတော်တော်လေးမသိငါဘူးဒီလိုကြည့်ရင်ဗာလေ AI နဲ့တူတယ်ဒီအဖွဲကနှခမွေးအဖွဲလို့ပြောခဲ့တယ်ဒါပေမဲ့ तू ကထိုင်းလူမျိုး तू ဝိတဲ့အင်ဂျီဘာဖြစ်လို့မြန်မာလို့ရေးထားတယ်အဲ့ဒါတမျိုးနောက်တစ်ခုကဒီတပုံမဲ့တွေ့တယ် online မှာဒီလိုစံတပြတဲ့နေရာမှာဆိုလူအများကြီးဗီဒီယိုရိုက်တယ်မဟုတ်လားတပုံအများကြီးရိုက်မှာမဟုတ်ပါဘာလို့ဒီတပုံပဲရှိရတပင်းပုံမရှိဘူးဗီဒီယိုလည်းမရှိဘူးကိုပီတီလောက်အဲ့ဒါနဲ့တမျိုးသူကိုင်းနေဟာလေ vinyl လားစရွက်လားမသိဘူးဒါပေမဲ့တမျိုးကြီးပဲသူကကိုင်းပြီးတော့ lunch show သွားရင် sign ကနည်းနည်းလေးတွန့်သွားမှာမဟုတ်လားဒါပေမဲ့တပုံတိတ်မှာလုံးဝပြန့်နေတာပဲနော်ဒါတမျိုးကြီးပဲညိုထိုင်းလို့ရေးတာဗာရေးထားရဆိုတော့ထိုင်းစကားကိုဖက်တယ်ပေါက်ဖောင်အယူတရားပေါက်ပေါင်ကခါခွဲရမှာဟို protect ပေါ့နော်အယူတရားကအယူတရားမျိုးဒါပေမဲ့ဒီတက်ပုံဘယ်မှာရိုက်ထားတာမသိဘူးเนาะအယူတရားမျိုးမှာရိုက်ထားတာပြီးတော့မြန်မာလူမျိုးကထိုင်းနိုင်ငံကအယူတရားလို့ခေါ်တယ်เนาะဒါပေမဲ့ထိုင်းလူမျိုးအယူတရားလို့မခေါ်ပါဘူးသူက protect ထိုင်းလို့ခေါ်တယ်ထိုင်းပဲခေါ်တယ်လေဒါနဲ့ဒါပါလေအယူတရားမျိုးလားထိုင်းနိုင်ငံလားအဲ့ဒါနဲ့တမျိုးဒီတက်ပုံတင်ထားတဲ့လူတော့ဒီ post နဲ့တင်ထားတယ်เนาะပြီးတော့အောက်မှာ comments မှာတော်တော်များအောင်ကထိုင်းလူမျိုးကိုဆဲကြတယ်ထိုင်းလူမျိုးကိုမကျင်တယ်ဘူးသိလားအဲ့လိုမျိုးထွက်တယ်အများကြီးပဲ comments အတိက comments မှာအကောင်လုံးစိတ်ဆိုးနေပြီဒါနဲ့ဒီလို post တင်တဲ့လူ demand တက်ကျင်ထိုင်နေလားမသိဘူးเนาะဒါပေမဲ့ကြည့်တဲ့ပုံစံကဒီရဲ့ပိုင်းမှာ social media မှာ Facebook မှာဒီရဲ့ပိုင်းမှာလူတချို့လူ demand တက်ထိုင်းလူမျိုးနဲ့မြန်မာလူမျိုးရံဖြောင်းလုံနေကြကိုပြီးအဲ့ဒါတွေ့တယ်ဒါနဲ့ဒီတက်ပုံ fake AI ဟို 100% တော့မပြောပါဘူးဒါပေမဲ့ AI generator မှာရှာပြီးတော့သူက fake လို့ပြောတာလုံးဝမသိငါဘူးဒီတက်ပုံဟိုဘက်ကလူရောမစဲခင်နည်းနည်းလေးစဉ်းစားကြလိုက်ဒါတကယ်လားဒါ AI လားတိတ်ချစဉ်းစားမနော်တချို့လူတော့ post တင်နေဆိုရင်လုံးဝမကောင်းတဲ့တင်ပဲတင်ကြတယ်မဟုတ်တဲ့တင်လည်းတင်ကြတယ်ပြီးတော့သူများကိုစိတ်ဆိုးအောင်တင်ကြတယ်မိဘပြောကြတယ်ဆိုအကောင်လုံးတတိထားကိုပြီးထင်းနေနော်အဖွဲ့အစည်းအဖွဲ့တချို့အဖွဲ့လေတမင်တဲ့ဖြက်အောင်လုပ်နေတယ်ထိုင်းလူမျိုးနဲ့မြန်မာလူမျိုးဘယ်လိုထင်လဲဒါဒီတက်ပုံလုံးဝမတင်ကောင်းမြန်မာတွေထွက်သွားထိုင်းနိုင်ငံမှာဒီအဖွဲ့ကမြန်မာလူမျိုးတွေအကုန်လုံးပြန်ခိုင်းတာမြန်မာနိုင်ငံကိုပြန်ခိုင်းတာနော်ထိုင်းနိုင်ငံကထွက်သွားဒါပေမဲ့ဟုတ်လို့လားဒီအောက်ကဘောငိုတနေရ Facebook မှာတင်တာတော်တော်လေးမတင်ကောင်းဒီလိုကြည့်ရင်ဗာလေ AI နဲ့တူတယ်ဒီအဖွဲကနှခမွေးအဖွဲလို့ပြောခဲ့တယ်ဒါပေမဲ့ तू ကထိုင်းလူမျိုး तू ဝိတဲ့အင်ဂျီဘာဖြစ်လို့မြန်မာလို့ရေးထားတယ်အဲ့ဒါတမျိုးနောက်တစ်ခုကဒီတပုံမဲ့တွေ့တယ် online မှာဒီလိုစံတပြတဲ့နေရာမှာဆိုလူအများကြီးဗီဒီယိုရိုက်တယ်မဟုတ်လားတပုံအများကြီးရိုက်မှာမဟုတ်ပါဘာလို့ဒီတပုံပဲရှိရတပင်းပုံမရှိဘူးဗီဒီယိုလည်းမရှိဘူးကိုပီတီလောက်အဲ့ဒါနဲ့တမျိုးသူကိုင်းနေဟာလေ vinyl လားစရွက်လားမသိဘူးဒါပေမဲ့တမျိုးကြီးပဲသူကကိုင်းပြီးတော့ lunch show သွားရင် sign ကနည်းနည်းလေးတွန့်သွားမှာမဟုတ်လားဒါပေမဲ့တပုံတိတ်မှာလုံးဝပြန့်နေတာပဲเนาะဒါတမျိုးကြီးပဲ